မိမိတို့စရင်တိုင်းကျောင်းဟာစရင်တိုင်းဖြစ်ပါတယ်တန်ခါ80ကျော်နဲ့ကျောင်းသားတွေရှိပါတယ်အားလုံးပေါင်းရင်တော့95လောက်ရှိတယ်အဲ့ဒီကိုရင်နေဦးစင်းနေကျောင်းသားတွေကိုမနေ့ခင်းတိုင်းကျောင်းကထမင်းချက်ပြီးတော့ဆွန့်ကပ်ပါတယ်ကတ်တဲ့အတွက်ကြောင့်အမြဲတမ်းထင်းကလိုအပ်ပါတယ်ထင်းပေးရလဲဆိုရင်ရက်ွက်ထဲကတက္ကရာမတွေကသူတို့အိမ်မှာတစ်ပင်နေခုတ်ထားတာရှိတယ်ဆိုလို့ရှိရင်ကြောင်းကိုလာပြီးရှောက်ပါတယ်ထင်းလာဖြတ်ပေးပါယူပေးပါအဲ့လိုရှောက်တယ်ကြောင်းကသွားပြီးထင်းဖြတ်ရတယ်ထင်းယူရတယ်ပေါ့လေတက္ကရာမတွေကလည်းပဲထင်းမယ်တစ်ပင်မဲ့လှူတာထင်းမဖြတ်ပေးဘူးကိုယ့်အကိုဖြတ်ရတာကိုယ့်အကိုတိုက်လာရတာပြီးမှဒီရမကိုနေနဲ့ထင်းခွဲတစ်နှစ်စာအတွက်လုံလောက်တဲ့ထင်းရဖို့အတွက်ထင်းရှာဖွေရပါတယ်လက်စမီဆိုဘယ်လိုမှမရှက်နိုင်ဘူးစေးရမ်းကြီးတယ်ဆိုတော့လေအဲ့တော့ထင်းနေခွဲကွင်းနေစမွေးကြတဲ့ကွင်းနေဒန်ထန်တဲ့ကွင်းနေခွဲရတယ်စမွေးမကြရင်လည်းပဲဥပိုးနေမှာကြီးရဲ့ကွင်းနေဦးစင်းတွေကထင်းနေခွဲပြင်တစ်နှစ်စာတိုးလောင်ထားနေ့စဉ်နေ့တိုင်းဆွန့်ချက်ရတယ်ပြီးရင်နွေးကြူရတယ်ဟင်းပေါင်းနှွေးရတယ်ဒီကြားထဲမှာလည်းပဲဆွန့်ကရှိရင်လည်းပဲအဲ့ဒီဆွန့်ကအတွက်ဒီထင်းတွေကိုသုံးရပါတယ်ဒါကြောင့်တစ်နှစ်စာအတွက်အပါ90တရားပတ်ဝန်းကျင်လောက်အတွက်ဆိုတာကထင်းကမဖြစ်မနေစုဆောင်းရပါတယ်အဲ့တော့ရက်ွက်ထဲကတက္ကရာမတွေတက္ကရာတွေကိုလည်းခေါ်ပြီးတော့မခွဲခိုင်းနိုင်ဘူးသူတို့မှလည်းအလုပ်တွေနဲ့ပါဇက်ကလည်းအမြဲတမ်းမပေးနိုင်ဘူးအဲ့ကျတော့ကိုယ်ကိုယ်နဲ့ကိုယ်ပဲလုံလာစားရပြီးတော့ထင်းနေချပွေးရတယ်စုဆောင်းရတယ်ခွဲရတယ်ကိုယ်နဲ့ဦးစင်းနေဆိုပြီးတော့တက်တောင့်တက်တာနေရလိမ့်မယ်အဲ့လိုမဟုတ်ပါဘူးကျောင်းဝေယဝဆတွေလုံးရပါတယ်ထင်းခွဲရပါတယ်ရေခတ်ရပါတယ်မြက်ပေါက်ရပါတယ်တာနာအတွက်ဘက်ဆောင်ကနေပြီးတော့ကြိုးစားရတာဖြစ်ပါတယ်